မင်္ဂလာဝတ်ဆောင်စမ်းဝင်နေတဲ့အချိန်မှာပဲဝက်ထော်စီကိုစစ်ဆက်ထားတဲ့ချစ်သူစီကဖုန်းဝင်လာတဲ့ဖုန်းထဲမှာတော့ကိုယ့်အချစ်ဦးနေမကောင်းဖြစ်နေလို့မင်္ဂလာပွဲကိုခဏရွှေ့လိုက်ရအောင်လို့ပြောလာခဲ့တဲ့အဲ့ဒီစကားကြားတာနဲ့ဝက်ထော်ကသူတို့သမီးတရပူနဲ့ခေါင်းကပူဝါပါကိုချက်ချင်းချွတ်ပစ်လိုက်တယ်ပြီးတော့ချစ်သူရဲ့ကုမ္ပဏီကိုတန်းသွားခဲ့တယ်ဒါပေမဲ့ရောက်သွားတဲ့အချိန်မှာတော့သူမမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဒေါသတွေပောက်ကွဲသွားခဲ့တဲ့သူမရဲ့ချစ်သူကအချစ်ဦးနဲ့ဖက်ပြီးနမ်းရှုံနေခဲ့တာပါဝက်ထော်ကတကားကိုကန်ဖွင့်လိုက်တယ်ဒါပေမဲ့အဖြစ်ရှိတဲ့သူကပြန်ပြီးအော်ဟစ်လာခဲ့တယ်တကားခောက်ပြီးမှဝင်ရမယ်ဆိုတာမသိဘူးလားဝက်ထော်ကတော့စကားမရှိချင်တော့ဘူးကျမတို့စစ်ဆက်ပွဲဖြစ်မယ်လို့တိုက်ရိုက်ပြောလိုက်တယ်ဒါပေမဲ့ကောင်လေးကမိဘတွေသဘောတူမှာမဟုတ်ဘူးကုမ္ပဏီနှစ်ခုကလည်းစီးပွားရေးပူးပေါင်းထားသေးတယ်လို့ပြောလာတယ်ပြီးတော့နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်စာကိုထုတ်ပြပြီးနိုင်ငံခြားမှာစာသင်ပြီးပြန်လာရင်ကိုမင်းကိုလက်ထပ်မယ်လို့ပြောခဲ့တယ်အဲ့ဒီစကားကြားတာနဲ့ဝက်ထော်ကဝင်ခွင့်စာကိုချက်ချင်းဆုတ်ဖြဲပစ်လိုက်တယ်ပြီးတော့ရေခွက်ကိုကောက်ယူပြီးသူ့မျက်နှာပေါ်ပတ်ချလိုက်တယ်ကျမဘယ်တော့မှရှင့်ကိုမယူဘူးလို့ပြောပြီးလှည့်ထွက်သွားခဲ့တယ်ထွက်လာပြီးတာနဲ့တငယ်ချင်းကိုဖုန်းဆက်ပြီးစစ်ဆက်ပွဲဖြစ်သိမ်းကြောင်းကြေညာခိုင်းလိုက်တယ်သတင်းထွက်လာတော့ကောင်လေးကလုံးဝမယုံနိုင်ဖြစ်သွားတယ်တစ်ဖက်မှာတော့ဝက်ထော်ကတငယ်ချင်းနဲ့ရှာပိန်ထွက်နေခဲ့တယ်ငွေရှင်းဖို့လုပ်တဲ့အချိန်မှာဘဏ်ကပိတ်ခံထားရတာကိုသိလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအချစ်ဦးကရောက်လာပြီးပတ်စံမရှိတော့ဘူးလားလို့တောင်းပြောင်းခဲ့တယ်ဒါပေမဲ့ဝက်ထော်ကဒေါ်လာတန်းချီတန်နဲ့ black card ကိုထုတ်ပြီး cash ကိုပေးလိုက်တယ်လူတိုင်းအံ့ဩသွားကြတယ်ဒါပေမဲ့အဲ့ဒီမိန်းမကတော့ကတ်ကိုခိုးလာတာလို့ဆွဆွဲနေစေအဲ့ဒီအချိန်မှာပဲလူငယ်တယောက်ရောက်လာခဲ့တယ်ဒီလိုအဆင့်တန်းရှိတဲ့သူက black card တကက်ကိုခိုးစရာမလိုဘူးလို့ပြောလိုက်တယ်ကွက်ထော်ကသူ့ကိုမြင်လိုက်တာနဲ့အံ့ဩသွားတယ်အကိုသူမမျက်ရည်တောင်ဝဲလာခဲ့တယ်အဲ့ဒီလူဟာကွက်ထော်ရဲ့ငွေစားအကိုဖြစ်နေခဲ့တာပါသုံးနှလုံးလုံးပြောင်းနေခဲ့တဲ့ကွက်ထော်ကိုသူမရက်မနာလိုက်ရှာနေခဲ့တယ်ဒါကိုမြင်တဲ့အချစ်ဦးကချက်ချင်းကောင်လေးစီသတင်းပို့လိုက်တဲ့ကောင်လေးကလည်းကြားတာနဲ့သူ့အချစ်ဦးကိုတောင်ပစ်ထားပြီးဝက်ထော်ရဲ့အိမ်ကိုတန်းလာခဲ့တယ်အဲ့ဒီအချိန်မှာတော့ဝက်ထော်ကအကိုရဲ့သပင်ကိုတွေးရနဲ့မှုတ်ပေးနေခဲ့တယ်မတော်တဆအာယုံလွတ်သွားတာကြောင့်အကိုဦးရည်ပြားပူသွားခဲ့တယ်ကွက်ထော်ကအနံ့တကြားတွေရောကိုပလက်ဖြုတ်လိုက်ပေမဲ့ခြေချော်ပြီးအကိုပေါ်ပြုတ်ကျသွားခဲ့တယ်အဲ့ဒီအချိန်မှာတကားပြင်ကကောင်လေးကတကားမဖွင့်တာကြောင့် baseball တုံးနဲ့တော့ကိုရိုက်ဖြတ်ပြီးဝင်လာခဲ့တဲ့အခန်းထဲကမြင်ကွင်းကိုမြင်လိုက်ရတာနဲ့မင်းကကိုတစ္ဆာဖောက်နေတာလားလို့အော်ဟစ်တော့တဲ့ကွက်ထော်ကအေးအေးဆေးဆေးပဲပြန်ပြောလိုက်တယ်ကျမတို့စစ်ဆက်ပွဲဖြစ်ပြီးသွားပြီအခုချက်ချင်းထွက်သွားဒါပေမဲ့ကောင်လေးကဆဲဆူစော်ကားနေစေအဲ့ဒီအချိန်မှာကွက်ထော်အဆက်ခွဲခံနေရတာကိုမြင်လိုက်တဲ့အကိုကရှေ့တိုးလာပြီးကာကွယ်ပေးလိုက်တယ်အဲ့ဒီတော့မှကောင်လေးကသူ့ရှေ့ကလူဟာကွက်ထော်ရဲ့အကိုဖြစ်နေမှန်းသိလိုက်ရတယ်ဒါပေမဲ့အကိုရဲ့အရှိန်အဝါကအရန်ကြီးမားလွန်းတာကြောင့်နောက်ဆုံးမှာတော့သူဟာဘာမှမပြောရဲတော့ပဲလှည့်ထွက်သွားခဲ့ရတယ်ဘာတွေဆက်ဖြစ်သွားမလဲဆိုတာသိချင်ရင် like and follow လုပ်ပေးခဲ့ပါအောင်ရှင်